ကျွေးမလုပ်တဲ့ပုဂ္ဂိုလ်ကများသောအားဖြင့်ယောက်ကမနဲ့တဲ့တဲ့ပုဂ္ဂိုလ်နဲ့မတဲ့တဲ့ပုဂ္ဂိုလ်ပဲရင်ကများအိမ်ကြကြည့်ပြောချာအဲ့တော့မတဲ့တဲ့ပုဂ္ဂိုလ်ကပဲများတာပဲဟုတ်လားအဲ့ဒါကလည်းဟိုအစဉ်အဆက်တည်းကရှိတယ်နဲ့တူပါတယ်ဟုတ်လားအဲ့လိုခါကျတော့အဲ့ဒီချွေးမဒီဒကာကြီးဒကာမကြီးဒီဟောတကယ်တမ်းပြောမယ်ဆိုချွေးမပိပိတတ်ကနေရင်တဲ့ကိုတဲ့တယ်မတဲ့တာလားတဲ့တာလားဘာဖြစ်လို့ဦးဇင်းတို့ကဒီလိုပြောလဲဆိုတော့အခုတကားအဓိပ္ပာယ်လေးပြောလိုက်လို့နားထောင်လို့ရှိရင်ဟလာသဘောပေါက်သွားပါလိမ့်မယ်ဥပမာဆိုကြပါစို့ယောက်ကမလုပ်တဲ့ပုဂ္ဂိုလ်ကအဝတ်လျှော်တယ်ခမင်းချက်တယ်သူမကဘာမှမလုပ်ဘူးဆိုရင်တဲ့ပါမလားဟောယောက်ကမလုပ်တဲ့ပုဂ္ဂိုလ်ကတကားတဲ့အဝတ်လျှော်တယ်ပင်မတဲ့အခါကျတော့အဲ့ဒါကမှရွှေတွေမထွက်ဘူးလားဟောတကားတဲ့ခမင်းချက်တဲ့အခါကျတော့ရွှေတွေမထွက်ဘူးလားရွှေတွေထွက်တယ်အိမ်မှုကိစ္စလုပ်တဲ့အခါကျတော့တကားတဲ့ယောက်ကမလုပ်တဲ့ပုဂ္ဂိုလ်ရွှေတွေမထွက်ဘူးလားအဲ့ရွှေတွေကိုမကြအောင်လို့ရွှေကိုမပေးနိုင်ရင်ရွှေမပြီးသားပါတယ်သဘောပေါက်သွားပြီလားအဲ့ရွှေမကြအောင်မပေးပေါ့ဟလာကိုအမျိုးသားရဲ့အမေဆိုတော့လေတခါကြီးတယောက်တည်းပြောတယ်ညနေသူတွေကမပြောသလိုပဲကိုအမေပါပဲအမေမဟုတ်တာလားမဟုတ်တာလားကိုအမေဆိုတော့ကိုအမေလို့သဘောထားပြီးတခါလေအမေအဝတ်ကလေးဖွင့်မယ်ဆိုသမီးဖွင့်မယ်သမီးရှက်မယ်ဆိုသမီးဖွင့်မယ်သမီးရှက်မယ်ထင်းခွဲမယ်ဆိုတော့သမီးခွဲမယ်ထင်းခွေမယ်အစရှိသည့်အားဖြင့်သူ့အလုပ်တွေအကုန်လုံးဟလာရွှေထွက်မဲ့အလုပ်တွေကိုရွှေမကြရအောင်ရွှေမပေးလိုက်တော့ရွှေမပေးတတ်ရင်တဲ့ပါတယ်အဲ့လိုမှပုဂ္ဂိုလ်နဲ့စီစဉ်ပြန်နဲ့ဖုံးပုတ်နေရင်တော့ဒီကလေးမှမြန်ပြန်တာကောင်းမယ်မေတ္တာမပုတ်မှလားပုတ်မှလားခုခေတ်ကလည်းအဲ့ဒီခေတ်ဖြစ်နေတာကိုဗျာဟုတ်လားဒါကြောင့်ရွှေမလို့ခေါ်ပါတယ်တဲ့နောက်တစ်ခါကျတော့သမက်တဲ့ဗါတဲ့လေကိုဖိုးဝါလေးကိုကြဘယ်လိုခေါ်မလဲသမက်တဲ့သမက်ကိုတခါကြီးတခါမကြီးမြန်မာစာနဲ့ပိပိတတ်ရေးလိုက်တော့ဒီထဲလေဆရာမတွေပါရင်ပါမှာပေါ့ဘယ်လိုရေးမလဲသားမဲ့ဗါတဲ့လေသားမဲ့လို့ရေးမှာအဲ့ဆိုလို့ရှိရင်အဲ့ဒီတခါမရေးမှာသူ့ရဲ့ယောက်ကမမှာဆိုကြပါစို့သားအရင်တယောက်ရှိတယ်ဆိုကြပါစို့သားအရင်တယောက်ကမိဘကိုမချစ်ခင်တာလားချစ်ခင်တာလားမိဘကိုချစ်ခင်တယ်မိဘကိုဟလာယိုကျိုးတယ်မိဘလုံသမျှကိုလိုက်ပြီးတော့လှုပ်ပေးတယ်လှုပ်မပေးတာလားလှုပ်ပေးတာလားဒါကြောင့်မို့လို့သမက်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာသားအရင်ကဲ့သို့မက်မောဖြစ်ရအောင်နေရင်အဲ့ဒါသမက်သားမဲ့ပြီးတာပါတယ်တဲ့သားအရင်ကဲ့သို့နေနိုင်ရင်အဲ့ဒီသမက်ကတဲ့ပါတယ်တဲ့မတဲ့တာလားတဲ့တာလားဒါကြောင့်မို့လို့သားမဲ့သားကဲ့သို့မက်မောရလို့